ဖျားလောင်းတော့ပါရမီတွေကိုဖြည့်ခဲ့ဘဝတိုင်းတို့ဘဝတိုင်းမှာလို့ပဲဒီပါရမီတွေဖြည့်တဲ့ထဲမှာနိခမပါရမီဆိုတာဘဝတိုင်းဖြည့်တာမဟုတ်ဘူးဒါနပါရမီကြတော့ဘဝတိုင်းလောက်နေနေမြတ်စွာဘုရားလောင်းတော့ဖြည့်တယ်ဟုတ်ဒါကြောင့်မို့ဒါနပါရမီဟာအခြေပြုတဲ့နေရာမှာတရားတွေရဲ့အကျိုးကိုလက်တွေ့အသုံးချတဲ့နေရာဒါနပါရမီဟာအရေးကြီးတယ်လို့ဒီလိုပြောတယ်ဆိုဒါနဆိုတာကိုယ့်အတွက်မှမဟုတ်တာပေးတယ်ဆိုတဲ့ကဘယ်သူရလက်ခံတယ်လို့ရကိုယ်ကရတာမဟုတ်ဘူးအဲ့တော့တစ်ဖက်သားရဲ့အကျိုးကိုလက်တွေ့ပြတယ်ဆိုတာဒါနကိုယ်ကလှူလိုက်တာပေးလိုက်တယ်ကမ်းလိုက်တယ်တစ်ဖက်သားမှချက်ချင်းထိုးပေးကမ်းလှူဒန်းလို့ရသွားတဲ့ပစ္စည်းအသုံးပြုနိုင်လို့ရဒါကြောင့်မို့ဒါနတစ်ဖက်သားရဲ့အကျိုးဖြစ်စေတာအခြေခံအပြင်ပါရမီ7ပါးထဲမှာအရေးကြီးတယ်လို့ဒီလိုပြောရတာဖြစ်တယ်ဒါနကိုအခြေခံပြီးတော့မှကျန်တဲ့ပါရမီတွေလေ့ကျင့်ပြီးတော့ယူတာအဲ့လိုလေ့ကျင့်ယူလို့နောက်ဆုံးမှာဥပေက္ခပါရမီဆိုတာဒါလည်းအမှန်တမ်းအရေးပါဘာဖြစ်လို့လောကလူသားတွေကကိုယ်တစ်ခုလှုပ်ထားလို့ရှိရင်ပြန်လီမျောလင့်ချက်တွေထားတတ်တယ်မျောလင့်ချက်ဆိုတာဒီကုသကောင်းမှုကြောင့်နိဗ္ဗာန်ရပါလို့ဤဆိုတဲ့မျောလင့်ချက်ကိုပြောတာမဟုတ်ဘူးကိုကလုတ်ကင်ဆောင်ရွက်ပေးတဲ့လုပ်ငန်းအပေါ်မှာအနည်းဆုံးတော့ခုံတရင်ရခြင်းနဲ့ခြေစူးတင်ခံခြင်းနဲ့ဆိုတာမျိုးတွေရှိတတ်တယ်ဘုရားလောင်းနေကြတော့အဲ့ဒီခြေစူးတင်ခံခြင်းနဲ့ဆိုတာကိုမျောလင့်တာမဟုတ်ဘူးလုတ်ပေးခြင်းလို့လုတ်ပေးတယ်လို့ဆိုတဲ့အမြင်ပဲရှိတယ်ပေါ့